အဲ့စပိန်စီတို့ခဏတည်းထိတ်တယ်ပြဲတာကိုလိုက်ခဲ့ကြပါရှင်အတူတူသွားပါမယ်ရှင်ချင်းကြီးခုထိသွားပါမယ်ဘိန်းနဲ့ဆိုရင်မိနစ်20လောက်စီးရပါတယ်ကလေးတွေကစားတဲ့ပန်းချံပေါ့အဲ့ဒီမှာပဲသွားပါမယ်နေရာလည်းသိမ့်မပူတော့လိုက်ခဲ့ကြပါရှင်အတူသွားကြမယ်ဟယ်လိုသွားပါမယ်นี่น่าสะนี่လမ်းမကြီးပေါ်ကနေစီလူတွေရှိတော့ကားလမ်းမကြီးကနေစီတာအများနဲ့ရှေ့ဆိုရင်ရောက်တော့မှာချင်းကြီးကမျိုးကြီးဆိုတော့လေတိုက်တယ်ရများတယ်တည်တယ်ဂျပန်နိုင်ငံရဲ့စီးကားတဲ့မျိုးထဲမှာပါတယ်လို့ပြောရမယ်ဒါကြီးပြောလို့ပြောမှန်းမသိဘူးဘာဖြစ်လို့ဒီလိုလာလဲပြောမေးနေကျေးပဲမျိုးလေကောင်ဆိုတော့မျိုးလေကောင်မှမလို့ချင်းကြီးခုဘူတာနဲ့နီးရသိမလို့ပြေးတာဟိုမှာဒီနေ့ကကျောင်းဖွင့်နေရဆိုတော့လူနေကျောင်းပိတ်တဲ့ရဆိုလူနေတာမဟုတ်လားလူနေရဆိုတော့